အဲ့ဒီလူကရွှေရုပ်တုကိုမလိုက်ပေမဲ့ဟန်ချက်ပြက်ပြီးပင်လယ်ထဲကိုပြုတ်ကျသွားပါတယ်ဘယ်သူမှထင်မှတ်မထားခဲ့တဲ့အရာကတော့ပင်လယ်ကျမ်းပြင်တစ်ခုလုံးရွှေတွေနဲ့ပြည့်နှက်နေတာပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာသူကအသက်ရှင်ဖို့ကိုပဲအာယုံစိုက်နေနိုင်ခဲ့ပါတယ်ရေခဲပြင်ကိုသူဘလောက်ပဲထူရိုက်နေပါစေဘာမှထူးမလာပါဘူးအဲ့ဒီအချိန်မှာပဲငါးတစ်ကောင်ကသူ့ဘေးကနေဖြတ်ကူးသွားတယ်အဲ့ဒီလူကငါးရဲ့အမီးကိုလမ်းဆွဲလိုက်တော့ငါးကသူ့ကိုပါဆွဲခေါ်သွားပါတော့တယ်ငါးများသမားတွေကသူတို့ငါးကြီးတစ်ကောင်မိပြီလို့ထင်သွားကြပြီးအကောင်ကြီးကိုဖမ်းဖို့ငါးများတန်ကိုအမြန်ဆွဲတင်ကြပါတော့တယ်သူလွတ်မြောက်နိုင်တော့မယ်လို့ထင်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ငါးများကြိုးကပြက်သွားပါတယ်အဲ့ဒီလူချက်ချင်းပဲလမ်းပြောက်သွားတယ်ကံကောင်းစွာနဲ့ပဲစန်းတဝါဝါရှာဖွေပြီးနောက်မှာရေခဲပေါဝကိုရှာတွေ့သွားပါတယ်သူကအပေါဝမှာပါဆက်ကိုကပ်ပြီးအကူအညီတောင်းဖို့အော်ဟစ်လိုက်တယ်ငါးများသမားတွေကအစားတုံးကတော့ရေသူမတကောင်မိထားတယ်လို့ထင်နေကြတာပါဒါပေမဲ့သူတို့တွေကတယောက်ကငုံကြည့်လိုက်တဲ့အခါနောက်တယောက်ကတခုခုမားနေပြီဆိုတာသတိထားမိသွားတယ်တေချာစစ်ဆေးကြည့်လိုက်တော့မှအသက်ရှင်နေတဲ့လူတယောက်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ငါးများသမားတွေအမြန်ပြေးပြီးကိရိယာတွေသွားယူကြကာလွတ်ဆက်နဲ့ရေခဲပြင်ကိုစဖြတ်ကြပါတော့တယ်သူတို့အားလုံးရဲ့ဝိုင်းဝန်းကြိုးပမ်းမှုကြောင့်နောက်ဆုံးမှာတော့တေလူမျိုးပါဖြစ်နေတဲ့အဲ့ဒီလူကိုကယ်တင်နိုင်လိုက်ပါတော့တယ်